Ну, опять понеслось. Опять. Вот тут к стенке встань, стой. Как долго-то, мамочки. Да стой, никуда не ходи, к стенке прижмись, усилиться. Nhiệt ta sầm mông bọc mà đây tôm mình mà nên nó một cá đi không mà chiếu 오 예리우ထွက်လို့ကျုံအောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟာဒီမြေသားနဲ့ကျင်ဒီလမ်းကြောင်းတော့ယာယီသိမှာပါရောဒီနေသားဆိုတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ရအောင်ကြတော့အင်မတန်မှဟိုမှာကားကြီးကိုဘက်ဆက်သွားလို့မရတော့ဘူးရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါယူကားတစ်စီးဟိုမှာလဲတော့သွားတာမဟုတ်ဘဲနဲ့ရှင်းမလို့ตึกถล่มมาแล้ว